ကဲကိုညာဝဲအခုနောက်ဆုံးမေကွန်းရှင်ကလန်ဒန်ကမဟုတ်လားခင်ဗျဟုတ်ပါတယ်ဦးကမောင်ဆိုရေလန်ဒန်အခြေစိုက် Burma Democratic Concern အဖွဲ့ကကိုခိုင်လင်းကတော့အကြောက်တရားနဲ့ပတ်သက်ပြီးအခုလိုမေးမြန်းထားပါတယ်ခင်ဗျာမင်္ဂလာပါအန်ဒီဒေါ်အောင်ဆန်းစုကြည်ခင်ဗျာကျွန်တော်ဒီကနေ့မေးချင်တာလေးကတော့လူတယောက်ဟာအကြောက်တရားကိုငယ်စဉ်ကဆွဲကပ်လာပါကအလွန်ပဲဆိုရင်စရာကောင်းပြီးတော့အဲ့ဒီလူရဲ့အနာဂတ်နဲ့တိုင်းပြည်ရဲ့အနာဂတ်တွေမကောင်းဘူးဟုယုံကြည်မိပါတယ်အန်ဒီဥပမာအားဖြင့်ကျွန်တော်တို့မြန်မာပြည်မှာကလေးတယောက်ငိုလို့ရှိရင်ဒီဝိုးလာပြီးဖမ်းစားမယ်ဆိုပြီးတော့ကလေးကိုငိုတိတ်အောင်ခြောက်ပါတယ်အဲ့တော့ကလေးကတော့ငိုတိတ်သွားပါတယ်အန်ဒီဒါပေမဲ့တစ်ဖက်ကလည်းကလေးကိုအကြောက်တရားချပေးလိုက်တယ်လို့ဖြစ်သွားပါတယ်အကြောင်းတွေမှာဆိုလို့ရှိရင်လည်းဆရာမတွေကအချိန်လုံးကန်ပြီးတစ်ခါတလေထိန်းဟောက်မှန်မဲတာတွေရှိတယ်အိမ်တွေမှာဆိုလို့ရှိရင်လည်းတချို့ဖခင်တွေကအာဏာရှင်ဆန်တယ်လို့ပေါ့အဲ့ဒါတွေကစစ်အာဏာရှင်စနစ်အုပ်စိုးနေနိုင်တာဒါဟာတစ်ဖက်တစ်လမ်းကပတ်သက်ဆက်နွယ်တယ်လို့ကျွန်တော်ထင်မြင်ပါတယ်အန်ဒီဆိုတော့အန်ဒီဒေါ်ဆန်းစုကြည်အနေနဲ့ခင်ဗျာဒီအကြောက်တရားတွေတက်နိုင်တဲ့ပြည်သူတွေနဲ့ကင်းအောင်လှုပ်ဆောင်နိုင်မလဲဆိုတာကိုရှင်းပြပေးပါခင်ဗျာကျေးဇူးရမ်းတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုခိုင်လင်းရဲ့ဒသနာနဲ့မေကွန်းကိုဒေါ်အောင်ဆန်းစုကြည်ကဘယ်လိုများဖြေကြားခဲ့တယ်လဲဆိုတာဒီအပတ်အတွက်နှုတ်ဆက်စကားအဖြစ်ကျွန်တော်တို့အားလုံးနားဆင်ကြအောင်လားခင်ဗျာကောင်းပါပြီခင်ဗျာကားထောက်ပြတဲ့အကြောင်းတွေကြောင့်အကြောက်တရားဆိုတဲ့အကျိုးပေါ်လာတာမို့ဒီအကြောင်းတွေကိုဖယ်ရှားလိုက်မှကလေးတွေကြောက်စိတ်နဲ့ကြီးပြင်းရတဲ့ဘဝမှာလွတ်မှာဖြစ်ပါတယ်။ဒါကိုအန်တီတို့ပြည်သူပြည်သားတွေကဆင်ခြင်ပြီးသားသမီးကျောင်းသူကျောင်းသားတပည့်တွေကိုပြုစုပြောထောင်ဆုံးမပုံတွေကြောင်းလဲရမှာဖြစ်ပါတယ်။ဒါဟာပညာပေးအနေနဲ့လူမှုရေးစိတ်ဓာတ်ရှိသူတွေနဲ့ပညာရေးနဲ့ပတ်သက်လို့တာဝန်ရှိသူတွေကလှုပ်ဆောင်ရမှာပါ။ငငယ်ကချင်းချောက်ခံရလို့အကြောက်တရားနဲ့ကြီးပြင်းလာရတဲ့သူတွေလည်းဒီအကြောင်းစိတ်ကိုကြော်လွှားလို့ရပါတယ်။အန်တီငငယ်ကအင်တာမတရေကြောက်တတ်တာပါ။ဒါပေမဲ့ဘာကိုကြောက်တာလဲဘာကြောင့်ကြောက်တာလဲဆိုတာကိုယ့်ဟာကိုယ်စဉ်းစားဆင်ခြင်ပြီးတော့ရင်ဆိုင်လိုက်တော့ကြောက်စိတ်ကလည်းပျောက်သွားပါတယ်။နောက်ဆုံးတော့လေကိုယ်ကြောက်စိတ်ကိုကိုယ်တိုင်ပဲအနံ့ယူရပါတယ်။